ဇလန်းဆမှာတော့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေကိုရပ်ပိုင်းမဲ့လို့တော့တဲ့ဒန်ဘီဆိုတဲ့အထက်တန်းကျောင်းသူလေးတစ်ယောက်ရှိပါတယ်။သူမကတခြားဘာသာရပ်တွေမှာအဆင်ပြေပေမဲ့တင်းချဆိုရင်တော့လုံးဝကိုအသုံးမကျတဲ့သူပါ။တင်းချချင်းဆိုအမြဲတမ်းအိပ်ပျော်နေတတ်လို့တရက်မှာတော့ဆရာဖြစ်သူကစိတ်တူပြီးသူမကိုကြောက်တင်ပုံးရှိထွက်ခိုင်းပါတယ်။ဒါပေမဲ့ပု္ပ္ပာကိုမတွက်နိုင်တဲ့ခါကျတော့တတန်းလုံးရဲ့ရှေ့မှာအဆူခံလိုက်ရတာပေါ့။အိမ်ပြန်ရောက်တော့လဲစာမလုပ်ပဲဖုံးဖို့တချင်းသားထောင်နေလို့အမေဖြစ်သူကစိတ်တူပြီးစူပါတော့တယ်။တချင်းစာသားတွေအလို့ရတယ်လို့သာတင်းချပု္ပ္ပာတွေတွက်နိုင်ရင်ပါရမီရှင်ဖြစ်နေလောက်ပြီလို့ခနဲ့ရတဲ့ပြောပါတယ်။ဒါအပြင်ဒန်ဘီရဲ့တင်းချညံ့တဲ့ဗီဇကသူမရဲ့အဖေစီကပါလာတာဖြစ်ပြီးဒီပုံစံနဲ့ဆိုရင်တော့ဘယ်တက္ကသိုလ်ကမှလက်ခံမှာမဟုတ်ဘူးလို့လည်းစိတ်ပြက်လက်ပြက်ပြောရှာပါတယ်။ပိုဆိုးတာကသူမအမေကဒန်ဘီကြည့်ချင်တဲ့ channel ကိုမပေးကြည့်ပဲသူမကြိုက်တဲ့သမိုင်းခေတ်ပြိုင်ဒရမာဇလန်တွေကိုပြောင်းကြည့်လိုက်တာပါပဲ။ဒန်ဘီလည်းစိတ်ပြက်လက်ပြက်နဲ့အိမ်ကနေထွက်ပြီးသူငယ်ချင်းဖြစ်သူရဲ့အိမ်ကိုသွားခဲ့ပါတယ်။သူငယ်ချင်းကလည်းဒါနဲ့အတွက်တက္ကသိုလ်တက်ဖို့နောက်ဆုံးခွင့်ရေးပဲ။အခုမှစာမေးပွဲကြရင်တော့နေ့မှာအနာဂတ်ရှိတော့မှာမဟုတ်ဘူးလို့တတိပေးလိုက်ပါသေးတယ်။နောက်ရက်မနက်မှာတော့ဒန်ဘီတယောက်အိပ်ယာနိုးနောက်ကျပြီးစာမေးပွဲဖြေဖို့အပြေးလွှားသွားရပါတော့တယ်။အမေဖြစ်သူကလည်းတက္ကသိုလ်ကောင်းကောင်းရအောင်အကောင်းဆုံးဖြေခဲ့ဖို့အားပေးပြီးလွှတ်လိုက်ပါတယ်။ဒန်ဘီတယောက်ဘတ်စကားပေါ်မှာတင်းချစာအုပ်ကိုအသေးအတန်ကြည့်နေပေမဲ့စိတ်ထဲမှာတော့အယမ်းကိုစိုးရိမ်ထိတ်လန့်နေတာပါ။ကားပေါ်ကဆင်းပြီးအပြေးလွှားသွားတဲ့ခါမှာလည်းထီကိုမေ့ကြံခဲ့ပါသေးတယ်။စာမေးပွဲဖြေရမယ့်အဆောက်အုံနာရောက်လာတဲ့ခါမှာတော့ကြောက်စိတ်တွေကသူမကိုလွှမ်းမိုးသွားပါတယ်။စာမေးပွဲကြမဲ့ရေးကိုရင်မဆိုင်ရဲတာကြောင့်ဖြေမဲ့အစားထွက်ပြေးဖို့ပဲစဉ်းစားနေမိတာပေါ့။မိုးတွေတီးတီးမီမီရွာနေတဲ့ကြားထဲမှာဒန်ဘီတယောက်ထိုင်ကိုရင်ငါသာဒီကဘာကနေပျောက်ကွယ်သွားရင်ကောင်းမှာပဲလို့ဆူတောင်းနေမိပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့ရှေ့ကရေအိုင်ငယ်လေးတစ်ခုကိုတွေ့ပြီးခြေလမ်းတိုးလိုက်တဲ့အခါထူးဆန်းတာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ဝတ်စုံဆန်းဆန်းတွေဝတ်ထားတဲ့လူတစုကမိုးရွာချပေးဖို့ဆူတောင်းနေကြတာကိုတွေ့လိုက်ရတာပါ။သူတို့ကမိုးမရွာတာ3နှစ်ရှိပြီဖြစ်လို့ငတ်မခေါင်းပါပြီးလူတွေတေကုန်ကြပြီလို့ပြောနေကြပါတယ်။အဲ့ဒီနောက်ဒန်ဘီဟာရေအိုင်ထဲကိုကျသွားပြီးရေနစ်မလို့ဖြစ်သွားခဲ့ရင်မဲ့တေမသွားပဲအဲ့ဒီတမိုင်းခေဟောင်းကဘာရဲ့ရေကန်ထဲကနေပြန်ပေါ်လာခဲ့ပါတယ်။ဇွေးစွာဖြစ်နေတဲ့ဒန်ဘီကဘေးကလူတွေကိုဒါတမိုင်းနောက်ခံဒရမာရိုက်ကူးရေးလုပ်နေတာလားလို့ရှောက်မေးပါတော့တယ်။ဒါကိုမြင်တဲ့ဘရင်ကြီးကကြောက်လန့်တကြားနဲ့ဒါမိတ်ဆာမလားလို့အော်ဟစ်မေးမြန်းပါတယ်။ဒန်ဘီကမဟုတ်ပါဘူး။သမီးကအထက်တန်းကျောင်းသူကိုရီးယားလိုကိုစံပါလို့ပြောလိုက်ပေမဲ့ခေဟောင်းကလူတွေအတွက်တော့ဒါကဂါထာမဏန်တစ်ခုလိုဖြစ်နေလို့ပိုပြီးကြောက်လန့်ကုန်ကြတာပေါ့။ချက်ချင်းဆိုသလိုပဲစစ်တီတွေကဓားတွေနဲ့ဝိုင်းထားလိုက်ကြပါတယ်။ဓားတွေကအစစ်အမှန်မှန်တီးလိုက်ရတဲ့အခါဒန်ဘီလဲပြပြတလဲနဲ့ကျမဘာလို့ဒီကိုရောက်လာလဲတီးပြီးအရှင်မြတ်တို့မိုးရွာချပေးပါလို့ရှောက်တင်လိုက်ပါတယ်။လူတွေကလည်းဒါကိုဆူတောင်းစာလိုမျိုးလိုက်ဆိုကြပြီးအားလုံးခေါင်းပြန်မောလာတဲ့အချိန်မှာတော့ဒန်ဘီတယောက်ပျောက်ကွယ်သွားပါပြီ။သူမကနန်းတွင်းထဲအထိအပြေးလွှားထွက်ပြေးခဲ့ပြီးဝတ်စုံတွေထားတဲ့နေရာမှာနန်းတွင်းပေတင်ဆရာဝတ်စုံကိုလဲဝစ်ပြီးဖရင်ကြီးရဲ့ညီလာခံထဲကိုခိုးဝင်သွားခဲ့ပါတယ်။အဲ့ဒီညီလာခံမှာဖရင်ကြီးကအယူတီးမှုတွေကိုရပ်တန့်ပြီးတိုင်းပြည်ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့သိပ္ပံနဲ့တင်ချပညာရက်တွေကိုလေ့လာရမယ်လို့မိန့်ကြားပါတယ်။ဒါပေမဲ့အမတ်ကြီးကတော့ဒါကအတိတ်ပဲမရှိရဲ့ကောလာဟလတွေပဲ။တင်ချဆိုတာညီမျှချင်းတွေနဲ့တဘာဝတရားကိုနားလည်အောင်လုပ်နိုင်တဲ့အရာမဟုတ်ဘူးလို့ကန့်ကွက်ပါတယ်။ပြီးတော့မိုးကောင်ရတာကကောင်းကင်ဘုံကဖရင်ကြီးကိုစိတ်ဆိုးနေလို့ဖြစ်ပြီးမိုးရွာခြင်းရင်မိဖုရားကောင်ကြီးနဲ့အတူနန်းတွင်းထုံးတန်းစင်ကြယ်ခြင်းအခမ်းအနားကိုလှုပ်ဆောင်ရမယ်လို့ရှောက်တင်ကြပါတယ်။ဒန်ဘီကညီလာခံထဲကနေတိတ်တဆိတ်ပြန်ထွက်မှာသူမရဲ့ဖုန်းကိုရှာဖွေရင်းပြန်ဖမ်းခံလိုက်ရပါတယ်။ဖရင်ကြီးရောက်လာတဲ့အထိစောင့်နေရင်မိုးရွာရင်တော့ငါအိမ်ပြန်လို့ရမှာပဲလို့ဒန်ဘီကတွေးနေမိတာပါ။ဒါပေမဲ့ဖရင်ကြီးကဒီမှာမိုးမရွာတာ3နှစ်ရှိပြီ။ပြီးတော့ငါမင်းကိုသဘောမကျဘူး။ချက်ချင်းကွမျက်လိုက်စမ်းလို့အမိန့်ပေးလိုက်တဲ့အခါမှာတော့ဒန်ဘီလမ်းဖြတ်သွားပါတော့တယ်။ဒန်ဘီကခန့်လေးပါရှင်။ကျမကအနာဂတ်ကနေမတော်တဆရောက်လာတဲ့ကျောင်းသူတယောက်ပါလို့အသေးအတန်တောင်းပန်ပါတယ်။သမိုင်းကျောင်းတွေတည်တယ်လို့ပြောပေမဲ့ဖရင်ကြီးကမယုံတဲ့ခါကျတော့ကျမတင်ချလဲအရန်တော်ပါတယ်လို့ပြောလိုက်ရပါတယ်။စိတ်ဝင်စားသွားတဲ့ဖရင်ကြီးကကွမျက်မှုကိုဆိုင်းငံ့ပြီးပိုက်တာကိုရဲ့ TON ပု္ပ္ပာတစ်ခုကိုတွက်ခိုင်းပါတော့တယ်။အစမှာစာလုံးတွေကိုနားမလည်ပေမဲ့ဒါကပိုက်တာကိုရဲ့ TON မှန်းတည်သွားတဲ့အခါဒန်ဘီကချက်ချင်းတွက်ပြလိုက်ပါတယ်။နန်းတွင်းပညာရှိတွေ3ရက်လောက်တွက်ရတဲ့ပု္ပ္ပာကိုချက်ချင်းတွက်ပြနိုင်လို့ဖရင်ကြီးကအန်နာမင်တက်သွားပြီးဒန်ဘီကိုကိုဆန်လို့ခေါ်တဲ့နန်းတွင်းပညာရှိအဖြစ်ခန့်လိုက်ပါတယ်။ဖရင်ကြီးကဒန်ဘီကိုလူတွေကိုတင်ချတင်ပေးဖို့တာဝန်ပေးပြီးအောင်မြင်ရင်အိမ်ပြန်လွတ်မယ်လို့ကတိပေးပါတယ်။ဖရင်ကြီးကဒန်ဘီကိုလူတွေကိုတင်ချတင်ပေးဖို့တာဝန်ပေးပြီးအောင်မြင်ရင်အိမ်ပြန်လွတ်မယ်လို့ကတိပေးပါတယ်။ဒါပေမဲ့ပထမဆုံးကျောင်းသားဖြစ်တဲ့ဖရင်ကြီးကိုယ်တိုင်ကကနန်းတော်မရေတွက်တတ်တာကိုတိလိုက်ရတဲ့အခါဒန်ဘီတယောက်စွန့်သွားရပါတယ်။ဒါပေမဲ့စိတ်ရှိလက်ရှိနဲ့ကနန်းတွေအပေါင်းနှုတ်တွေကနေမြောက်ချင်းထိတင်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ပြိုင်ဘက်မျိုးကဂီတပညာရှင်နဲ့တင်ချပြိုင်ပွဲရှင်ပြိုင်ဖို့ပြင်ဆင်ကြရပြီးဒန်ဘီရှုံးရင်အပြစ်ပေးခံရမှာပါ။ဒါကြောင့်ဒန်ဘီကဖရင်ကြီးကိုစာသေးတန်တင်ပေးပြီးဖရင်ကြီးအမားလုပ်တဲ့အခါစိတ်တူပြီးခေါင်းကိုပိတ်ရိုက်မိတဲ့အထိဖြစ်သွားပါတယ်။စစ်တီတွေကဖရင်ကိုထိပါလို့တပ်ဖို့လုပ်ပေမဲ့ဖရင်ကြီးကရဲမောပြီးတားမြစ်ခဲ့ပါတယ်။မိဖူရလာတဲ့ချိန်တွေမှာလည်းတင်ချစာရွက်တွေကိုဝက်ပြီးဂီတလေးကျင့်နေတရားဆောင်ခဲ့ကြပါသေးတယ်။တရက်မှာတော့ဖရင်ကြီးကဒန်ဘီဗိုက်စာနေတာကိုမြင်ပြီးနန်းတွင်းစားစာတွေကျွေးပေမဲ့ဒန်ဘီကမကြိုက်တာကြောင့်ဖရင်ကြီးကိုမိဖို့ချောင်းနဲ့ခေါ်သွားပါတယ်။ပြီးတော့သူမရဲ့ကြောပိုးအိတ်ထဲကပါလာတဲ့အတင်စားခောက်ဆွဲချောက်ကိုချက်ကျွေးလိုက်ပါတယ်။ဖရင်ကြီးကဆက်ပေမဲ့အရန်ကြိုက်သွားပြီးရေပေးတာတောင်ညှင်းပယ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ရက်မနက်မှာတော့ဖရင်ကြီးအော်ဟစ်နေတဲ့အတန်ကိုနန်းတော်တစ်ခုလုံးကြားလိုက်ရပါတယ်။ဒန်ဘီသွားကြည့်ရဲ့အခါဖရင်ကြီးကနားမှာအဆောင်လက်ဖွဲ့တွေကတ်ထားပြီးဒန်ဘီကိုကျိန်စာတိုက်တယ်လို့ဆွဆွဲပါတော့တယ်။ဒန်ဘီကအရှင်မင်းကြီးဒါကဆုံးကိုယ်တတ်မဟုတ်ပါဘူး။နေရုပ်တိဆက်တာကအစာအိမ်ကိုထိသွားလို့ပါလို့ရှင်းပြပါတယ်။အစာအိမ်ဆိုတာဘာလဲလို့ဖရင်ကြီးကမေးတဲ့အခါဒန်ဘီကအစာအိမ်ဦးလန်းကျောင်းနဲ့နှလုံးကျောင်းတွေကိုရှင်းပြပြီးဖရင်ကြီးရဲ့ရင်ဘတ်ပေါ်လက်တင်ကနှလုံးခုန်တန်ကိုစမ်းတက်ခိုင်းပါတယ်။ဖရင်ကြီးကဘာမှမခံစားရဘူးလို့ပြောတဲ့အခါဒန်ဘီကပြုံးပြရပါတယ်။တနေ့ကျရင်အရှင်မင်းကြီးချစ်ရမယ့်သူနဲ့တွေ့ရဲ့အခါအလိုလိုခံစားရမှာပါလို့ပြောလိုက်ပါတယ်။ဒန်ဘီရဲ့ဗဟုသုတတွေကိုအံ့မိတဲ့ဘုရင်ကြီးကဒန်ဘီကိုဂျိုးစွန်းရဲ့ပညာရှိအားလုံးကိုတင်ချတင်မကပဲသိပ္ပံနဲ့စိုက်ပျိုးရေးပညာတွေပါသင်ပေးဖို့တောင်းဆိုပါတယ်။အဲ့ဒီညမှာဘုရင်ကြီးကဒန်ဘီကိုကပတ်တီဆန်ခဲ့တဲ့ဘဝတလုံးပေးတဲ့အခါဒန်ဘီကပေါ့ပေါ့ပါပါပဲကျေးဇူးလို့ပြောပြီးယူလိုက်ပါတယ်။ဒါကိုဘုရင်ကြီးကစိတ်ဆိုးပြီးမင်းကဂျိုးစွန်းရဲ့လေးလွင့်သူဖြစ်ပြီးတော့
ဒီလိုဖိုးရန်အတီးကိုအနည်းဆုံး3ရက်လောက်တင်ထားပြီးမှစားရမှာကောင်းချီမင်္ဂလာကိုမတိတက်ဘူးလို့ဆိုပါတယ်ဒန်ဘီကတော့ဒါကပတ်တီးတစ်လုံးတည်းပါအရန်ဒရမာကင်းမနေပါနဲ့လို့ရေမောပြီးပြောပါတယ်အဲ့ဒီနောက်နှစ်ယောက်သားနန်းတွင်ဝင်းထဲမှာဘောလုံးကစားကြရင်ဖရင်ကြီးကိုနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ပြေးလွှားပျော်ရွှင်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်နောက်ရက်မှာတော့ဖရင်ကြီးကမိဖူရားလောင်းနဲ့တွေ့ဆုံပြီးအဲ့ဒီညဟင်းချိုထဲမှာချစ်စေးပါလာမှာမို့လို့ချက်ချင်းလက်ထက်ရတော့မယ်လို့ပြောပါတယ်ဒါပေမဲ့ကန်ကြမာကအလှည့်ပြောင်းဖြစ်သွားပြီးအဲ့ဒီချစ်စေးဟင်းချိုခွက်ကဒန်ဘီလက်ထဲရောက်သွားတာပါဒန်ဘီကစန်းပြားပြားတွေရှောက်လုပ်ပြီးနန်းတော်ထဲမှာတင်အိပ်ပျော်သွားခဲ့ပါတယ်နိုးလာတဲ့အခါဖရင်ကြီးကိုတောင်းပန်ပေမဲ့ဖရင်ကြီးကဘာမှမဖြစ်ဘူးသွားတော့မေ့လိုက်ပါလို့ပဲပြောပါတယ်ပြီးတော့ဒန်ဘီကိုအပြင်ခေါ်သွားပြီးတာဝန်ကျေပွန်ရင်နန်းတွင်းကောင်စီမှာယာဒူးကြီးပေးမဲ့အပြင်မြင်းတကောင်ပါဆုချမယ်လို့ပြောပါတယ်ဒါပေမဲ့ဒန်ဘီကကျမဘာမှမလုပ်ချင်ပါဘူးမိုးရွာတာနဲ့ကျမကဘာကိုပြန်มาပါလို့ညင်းပယ်ပါတယ်ဒါနဲ့ဘရင်ကြီးကဒါဆိုနောက်ဆိုငါ့ကိုဖရင်လိုမဆက်ဆံနဲ့ငါတို့ကယောက်ျားချင်းချင်းတန်းတူပဲလို့ဆိုကခင်မင်မှုအစ်စ်တစ်ခုစတင်ခဲ့ပါတယ်ဒါပေမဲ့နောက်ရက်မှာတော့ဖရင်ကြီးကိုစော်ကားတယ်ဆိုတဲ့ဆွဆွဲချက်နဲ့ဒန်ဘီအဖမ်းခံရပြီးနှိပ်စက်ဖို့ပြင်ဆင်ကြပါတယ်ဖရင်ကြီးကဝင်တာပြီးဒန်ဘီမှာအဖိုးတန်ပညာရက်တွေရှိတယ်လို့ရှင်းပြတဲ့အခါအမတ်ကြီးကအခွင့်အရေးယူပြီးကောင်းပြီဒါဆိုရင်ကျွန်တော်ကိုယ်တိုင်စမ်းသပ်မယ်ရက်တစ်ပတ်နှစ်ပတ်အတွင်းမိုးမရွာရင်ဒီကောင်ကိုကွပ်မြက်ရမယ်လို့ကန့်သက်ချက်ထုတ်လိုက်ပါတယ်ဒန်ဘီလည်းအရှုံးမပေးဘဲမိုးရွာမဲ့ရက်ကိုတွက်ချက်ဖို့ကြိုးစားပါတယ်နန်းတွင်းကီတပညာရှင်ရဲ့အကူအညီနဲ့မိုးရေချိန်တိုင်းကိရိယာကိုတိစောက်ခဲ့ပါတယ်မကြခင်မှာပဲကောင်းကင်ကနေမိုးတွေတီးတီးမိမိရွာချလာပါတော့တယ်ဒန်ဘီတယောက်ဝမ်းသာလုံးလို့ငုံမိပေမဲ့ဖရင်ကြီးကတော့မိုးရွာရင်သူမထွက်သွားတော့မယ်ဆိုတာကိုတတိယပြီးဒန်ဘီစီကိုအပြေးလွှားလာခဲ့ပါတယ်ပြီးတော့မင်းအခုချက်ချင်းထွက်ပြေးရမယ်မင်းအတွက်မင်းမျိုးစီသွားမဲ့တင်မောကိုငါပြင်ဆင်ပေးထားတယ်လို့ပြောပါတယ်ဒါပေမဲ့ဒန်ဘီကကျမတစ်သက်လုံးထွက်ပြေးလာခဲ့တာအခုလဲကျမကဘာကနေထွက်ပြေးခြင်းလို့ဒီကိုရောက်လာတာလို့ပြောပြီးညှင်းဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအမတ်ကြီးရဲ့အမိန့်ရဒန်ဘီကိုတက်ဖို့ရောက်လာတဲ့ဂီတပညာရှင်ကဒန်ဘီကိုမြင်းပေါ်တင်ပြီးတောအုပ်ထဲခေါ်သွားပါတယ်သူကဒန်ဘီဟာမိန်းကလေးတစ်ယောက်မှန်းသိနေပေမဲ့ရှို့ဝက်ချက်ကိုထိမ့်သိမ့်ပေးထားပြီးလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်တစ်ဖက်မှာလည်းအမတ်ကြီးကဒန်ဘီဖန်တီးခဲ့တဲ့အခရာအသစ်တွေနဲ့ပညာရက်တွေကိုဖျက်ဆီးဖို့ဘရင်ကြီးကိုဖိအားပေးပေမဲ့ဘရင်ကြီးကလက်မခံဘဲဒန်ဘီကိုလိုက်ရှာဖို့နန်းတော်ကနေမြင်းနဲ့ထွက်လာခဲ့ပါတယ်ဒန်ဘီတယောက်လမ်းခွဲတစ်ခုမှာဘသွားရမှမသိဖြစ်နေတော့ဘရင်ကြီးပြောဘူးတဲ့နေမင်းကြီးကဂျိုဆွန်းရဲ့နာယီပဲဆိုတာကိုတတိယပြီးနေအောင်ကြီးနောက်ကိုလိုက်သွားရင်ပင်လယ်ကမ်းခြေကိုရောက်သွားပါတယ်အဲ့ဒီမှာဘရင်ကြီးကသူမကိုကြိုတင်ဆောင်ဆိုင်နေခဲ့တာပါအဲ့ဒီညမှာနှစ်ယောက်သားကျယ်တွေကိုကြည့်ရင်ဘရင်ကြီးကဒန်ဘီကိုချစ်တယ်လို့ဝန်ခံလိုက်ပြီးတာမန်လူတွေတင်ယူနိုင်မဲ့ရိုးရှင်းတဲ့အခရာအသစ်28လုံးကိုတီထွင်နေတဲ့အကြောင်းပြောပြပါတယ်ဒန်ဘီကအနာဂတ်ကပါလာတဲ့ပိုက်ဆံကိုထုတ်ကြည့်လိုက်တဲ့အခါအဲ့ဒီပိုက်ဆံပေါ်ကရုပ်ပုံကဘရင်ကြီးအရှင်မင်းကြီးစီကျုံဖြစ်နေတာကိုတွေ့ပြီးဘရင်ကြီးတကယ်ပဲအောင်မြင်လိမ့်မယ်ဆိုတာကိုသဘောပေါက်သွားပါတယ်နန်းတော်ကိုပြန်ရောက်တဲ့အခါဘရင်ကြီးကလူထုကိုအကျိုးပြုတဲ့သူတွေကိုလာစာပေးမယ်လို့ကြေညာပါတယ်ဒန်ဘီကလည်းရှိုးဝက်ပြီးဘရင်ကြီးကိုတင်းချနဲ့စာပေတွေဆက်တင်ပေးနေခဲ့ပါတယ်တရက်မှာတော့နန်းတော်ထဲမှာမိဖုရားကြီးခိုးစားနေတာကိုတွေ့ပြီးဒန်ဘီကခောက်ဆွဲချောက်ကျွေးရင်သူငယ်ချင်းတွေဖြစ်သွားကြပါတယ်နောက်ပိုင်းမှာတော့မိဖုရားကြီးရဲ့အစီအစဉ်အရဒန်ဘီကိုနန်းတွင်းပြိုတော်တွေကမိတ်ကပ်တွေပြင်ပေးပြီးဘရင်ကြီးရဲ့ကိုလုတ်တော်ဖြစ်ပြင်ဆင်ပေးကြပါတယ်ဒန်ဘီကကြောက်လန့်ပြီးထွက်ပြေးပေမဲ့ဘရင်ကြီးကလိုက်ရှာပြီးအခန်းတစ်ခုထဲဆွဲခေါ်သွားပါတယ်ဒန်ဘီကကျမအသက်16နှစ်ပဲရှိသေးတာလို့ညှင်းဆန်တဲ့အခါဘရင်ကြီးကရေမောပြီး16နှစ်ဆိုရင်ကလေးမဟုတ်တော့ဘူးပြီးတော့မင်းကလေးမန်းငါတိတာကြပြီအခုကငါမေကိုစီယုံဖို့အတွက်ဒီမှာပဲနေရမယ်လို့ပြောပြီးနှစ်သိမ့်ပေးပါတယ်နောက်ရက်မှာတော့ဘရင်ကြီးကဒန်ဘီကိုတော်ဝင်ဆန်ထိုးလေးဆင်မြန်းပေးပြီးငါနဲ့အတူဒီမှာထားဝဲရနေပေးပါလို့တောင်းဆိုပါတယ်ဒါပေမဲ့ဒန်ဘီကကျမအမေစီပြန်ရမယ်အမေကကျမကိုစောင့်နေတာလို့ညှင်းပယ်လိုက်တဲ့အခါဘရင်ကြီးကစိတ်မကောင်းဖြစ်ပြီးဒေါသတကြီးထွက်ခွာသွားပါတယ်အဲ့ဒီအချိန်မှာပဲအမတ်ကြီးရဲ့လူတွေကဒန်ဘီကိုတိုက်ခိုက်ပြီးအဆောက်အုံကိုမိရှို့လိုက်ပါတော့တယ်ဘရင်ကြီးကမိထဲကိုဝင်ပြီးဒန်ဘီကိုကယ်တင်ခဲ့ပါတယ်ဒန်ဘီရဲ့အိတ်ထဲကစာအုပ်ကြောင့်ဓာတန်ရာကနေတက်တာခဲ့ပြီးအမတ်ကြီးရဲ့အပြစ်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့ကောင်းကင်ကနေမိုးတွေရွာချလာပါပြီဒန်ဘီကနန်းတွင်းကသူငယ်ချင်းတွေကိုနှုတ်ဆက်ပြီးဘရင်ကြီးနဲ့အတူပင်လယ်ကမ်းခြေကိုလမ်းလျှောက်လာခဲ့ပါတယ်အဲ့ဒီနောက်သူမလာခဲ့တဲ့ရေအိုင်ထဲကိုပြန်ဝင်ပြီးနစ်မြုပ်သွားခဲ့ပါတယ်ဒန်ဘီနိုးလာတဲ့အခါမှာတော့သူမရဲ့အနာဂတ်ကဘာကိုပြန်ရောက်နေပြီးစာမေးပွဲဖြေဖို့မိနစ်ပိုင်းပဲလိုတော့တာကိုသိလိုက်ရပါတယ်သူမအသေးတန်ပြေးပြီးစာမေးပွဲကိုအောင်မြင်ဖြေဆိုနိုင်ခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါအမေကိုဖတ်ပြီးငိုမီရင်ဒန်ဘီတယောက်ဘဝကိုပို့ပြီးတန်မိုးထားတက်လာခဲ့ပါတယ်လအနှဲငယ်ကြာပြီးနောက်တရက်မှာတော့မိုးတွေတီးတီးမိမိရွာနေတုန်းဒန်ဘီကောင်းပေါ်ကိုထိတစီရောက်လာပါတယ်မောကြည့်လိုက်တဲ့အခါဂျိုဆွန်းကဘရင်ကြီးနဲ့တထေရတဲ့တူတဲ့အမျိုးသားတယောက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူကပြုံးပြီးငါတို့တွေဟိုးရင်ကဘတ်စကားပေါ်မှာစုံဘူးတယ်မင်းထီးမကြံခဲ့တာလေးလို့ပြောရင်ဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပါတော့တယ်ကဲဇလန်းလေးကတော့ဒါပါပဲအဆုံးထိကြည့်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဇလန်းလေးပေါ်သူငယ်ချင်းတို့ရဲ့အမြင်ကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦးနောက်ဗီဒီယိုမှာဗဇလန်းကိုအချင်းချုပ်ပြစေခြင်းလဲဆိုတာကိုလည်းပြောခဲ့ပေးပါဦးနော်